စစ်သူကြီးကျန်စစ်သားနဲ့မနိဆန္ဒမင်းသမီးတို့လန်ခင်းမှညီဆုံးခဲ့ကြတဲ့တန်ရောစင်ဇလန်ကနော်ထာမင်းကြီးရဲ့နားတော်သို့တိုက်ရိုက်ပေါက်ကြားသိရှိသွားခဲ့ပါတော့တယ်။မနိဆန္ဒမင်းသမီးကတိုင်းပြည်နဲ့ပြည်ရဲ့မဟာမိတ်ပြုရန်အတွက်နော်ထာမင်းမြတ်ထံသို့တိုက်ရိုက်ဆက်သားရမယ်တော်ဝင်မျိုးသမီးဖြစ်ပြီးကျန်စစ်သားကမနိဆန္ဒမင်းသမီးကိုဘေးအန္တရာယ်ကင်းကင်းနဲ့နန်းတော်ရောက်အောင်လို့တာဝန်ယူစောင့်ရှောက်ပေးရမယ်အစွမ်းထက်ဆုံးစစ်သူကြီးဖြစ်နေခြင်းကြောင့်ဒီကိစ္စကရိုးရိုးအချစ်ဇလန်တစ်ခုမဟုတ်တော့ပဲတော်ဝင်စည်းကမ်းကိုပြောင်းကျကျချိုးဖောက်မှုနဲ့နော်ထာဘုရင်ဘော်ကိုတစ္ဆာဖောက်ဖျက်မှုအဖြစ်နော်ထာမင်းကြီးကရှုမြင်ခဲ့ပါတယ်။ကျယ်ဝန်းတဲ့ညီလာခံခမ်းမအလယ်မှာစစ်သူကြီးကျန်စစ်သားကဒူးထောက်ကနော်ထာမင်းကြီးရဲ့အဆုံးအဖြတ်ကိုရဲဝံ့တည်ကြည်စွာစောင့်မျှော်နေခဲ့ပါတယ်။နော်ထာမင်းကြီးကလည်းပလင်ထက်မှနေ၍သူ့ရဲ့အားကိုးရဆုံးနဲ့တိုင်းပြည်အတွက်မရှိမဖြစ်လိုအပ်တဲ့စစ်သူကြီးတဦးကအခုလိုစည်းကမ်းဖောက်ဖျက်လိုက်ခြင်းပေါ်မင်းကြီးရဲ့ရင်ထဲမှာပြင်းထန်စွာအမျက်ဒေါသထွက်မိပါတော့တယ်။ညောင်ဦးပြီးငထွေယူးနဲ့ငလုံးလက်ဖဲတို့ကလည်းညီလာခံမှာအသက်ရှူရမ်းမင်းမေးရော့နေရလောက်အောင်တိတ်ဆိတ်ခြောက်ခြားနေကြပါတယ်။နော်ထာမင်းကြီးကကျန်စစ်သားကိုစူးစိုက်ကြည့်ကငါအပေါ်ကိုတစ္ဆာကင်းမဲ့ပြီးတော်ဝင်စည်းကမ်းတွေကိုဖျက်ဆီးခဲ့တဲ့သူကိုငါဘယ်တော့မှခွင့်မလွှတ်နိုင်ဘူးဟုပြောလိုက်ပါတယ်။ကျန်စစ်သားကလည်းသူ့ရဲ့အမှားအတွက်ဘာစင်ကြေမှမပေးဘဲတေးတန်းကိုခံယူရန်အတွက်အသင့်ဖြစ်နေခဲ့ပါတယ်။တိုင်းပြည်အတွင်းဥပဒေနဲ့စည်းကမ်းများကိုပြတ်သားစွာပြတ်သားရန်အတွက်နော်ထာမင်းကြီးသည်သူ့ရဲ့လက်သုံးတော်အရိဏမလန်ကိုလက်မကျွတ်ပါအောင်ဆုပ်ကင်ပြီးကျန်စစ်သားရဲ့ရင်ဘတ်တက်တဲ့စီတို့အားအင်အပြည့်ဖြစ်ပြစ်ခတ်လိုက်ပါတော့တယ်။လေထုကိုဖျက်ဆီးပြီးတေချင်းတရားကိုတည်ဆောင်လာမဲ့အရိဏမလန်တော်ကလေထဲကိုပြန်တန်းသွားတဲ့အခါကျန်စစ်သားရဲ့ကံကြမ္မာကဘယ်လိုဖြစ်သွားမလဲဆိုတာကိုနောက်တစ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။